ပညာတစ်ခုချင်းစီကနေပြီးတော့ဝင်ငွေကိုတီးတန့်ဖန်တီးဖို့ဆိုတာကတိတ်တော်မလွယ်ဘူးပေါ့နော်ဈေးကွက်က marketable skills လို့သတ်မှတ်ထားတဲ့ skills ရှိနေမှသာလျှင်အလုပ်ကရှာရလွယ်မယ်ပါတင်နေတဲ့အချိန်မှာ summer time မှာကိုက part time အလုပ်လေးတွေ waiter ဝင်လုပ်တာပဲဖြစ်ဖြစ်ပတ်စံတဲ့ပညာပေါ့နော်ဘယ်ရောက်ရင်ရှာမလဲပေါ့ဖေဟာပိုရေးကြည့်လေအားလုံးပဲမင်္ဂလာပါရှင်financial vigilance post ကနေပြန်လဲကြိုဆိုပါတယ်ဘက်မှာတော့ကျမတို့လူတိုင်းအားလုံးသိကျင်နေတယ်လူတိုင်းအားလုံးပြောလို့ရှိတဲ့မိကွန်းတစ်ခုပေါ့နော်အဲ့ဒါကိုပြန်လဲမေးချင်ပါတယ်အဲ့တော့ပတ်စံတဲ့ပညာပေါ့နော်ဘယ်ရောက်ရင်ရှာမလဲပေါ့ဖေဟာပိုရေးကြည့်လေလူတချို့ကကြတော့ပြောကြတယ်ပေါ့နော်ပညာရှိမှပတ်စံရှာလို့ရမယ်ပေါ့တချို့ကြတော့လဲပတ်စံရှိမှပညာကောင်းကောင်းသင်လို့ရမယ်လို့ယုံကြည်ထားကြတယ်ပေါ့ဒါပေမဲ့ဒီ vlog မှာတော့အတူချုံအနေနဲ့ပြောချင်တာကတော့အဓိကပြောရရင်တော့ကျမတယောက်တည်းရဲ့အမြင်ပေါ့နော်အဲ့လိုလည်းပြောလို့ရတယ်သဘောကတော့ဘာလို့ရင်လောက်ရမလဲဆိုတာထက်ပတ်စံရမယ်ပညာကိုရှာဖို့လိုအပ်တယ်လို့ပြောချင်တယ်ပေါ့နော်အဲ့တော့ပတ်စံရမယ်ပညာဆိုတာပတ်စံရှာရလွယ်မယ်ပညာကိုသင်တာကအကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့နော်ပြောချင်တာကတော့ဖြတ်လန်းလိုက်ရမယ်လို့အလွယ်လန်းတဲ့ပညာကိုပတ်စံရှာရမယ်လို့ပြောချင်တာမျိုးမဟုတ်ဘူးဘာလို့ပြောချင်တာလဲဆိုတော့နံပါတ်1ကပညာတစ်ခုချင်းစီကနေပြီးတော့ဝင်ငွေကိုတီးတန့်ဖန်တီးဖို့ဆိုတာကတိတ်တော်မလွယ်ဘူးပေါ့နော်ဒါပေမဲ့ကိုကအရန် specifically အရန်ကျွမ်းကျင်သွားပြီးတော့အရန် unit ဖြစ်တဲ့ skill ကိုပိုင်ဆိုင်တယ်ဆိုရင်တော့ရှားတာလွယ်မှာပေါ့နော်အဲ့တော့ကျောင်းကသင်လိုက်တဲ့ပညာတွေ theory တွေကအလုပ်ဈေးကွက်ကိုတန်းဝင်ဖို့အလုပ်ဈေးကွက်ကိုဝင်လိုက်တာနဲ့ income ကိုတန်း create လုပ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်တကယ်လက်တွေ့မှာအဲ့တော့သင်တန်း10ခုတက်ထားအောင်လက်မှတ်တွေအခု20လောက်ကင်ထားပြီးမယ်လက်တွေ့မှာ value ကို create မလုပ်နိုင်ဘူးဆိုရင်ဘယ်သူမှကိုယ်ပတ်စံပေးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အသုံးဝင်မဲ့ပညာဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့ scale ရှိမှသာလျှင် income ကို create လုပ်နိုင်မယ်ဒါကြောင့်မလို့ဒီ income ကို create ဖြစ်နိုင်တဲ့ knowledge ကိုအရင်ရှာဖို့လေ့လာဖို့လိုအပ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ marketable skills ကိုရွေးချယ်ရမယ်ပေါ့ marketable skills ကိုရွေးချယ်မယ်ဆိုရင်အခုလောလောဆယ်မှာဈေးကွက်ကmarketable skills လို့သတ်မှတ်ထားတဲ့ skills ရှိနေမှသာလျှင်အလုပ်ကရှာရလွယ်မယ် scale income အနေနဲ့လည်း create လုပ်လို့လွယ်မယ်ဥပမာ freelancer လုပ်ဖို့ရမယ်ဒီကနေပြီးတော့ဒီ freelancer ကနေပြီးတော့ business လေးတွေကိုစတင်ပြီးမြေစမ်းခရမ်းပြုလုပ်ရနေ business owner ဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့ဒီ marketable skills တွေကဘာတွေလဲခုလောလောဆယ်မှာဆိုလို့ရှိရင် marketable skills အနေနဲ့ဘာတွေရှိမလဲဆိုရင် accounting and financial analysis skills ရှိမယ် digital marketing skills ရှိမယ်data analysis skills ရှိမယ် graphic designer skills ရှိမယ် coding ကိုကျွမ်းကျင်ရေးတတ်သလားဒါမှမဟုတ် sales and marketing ကိုကောင်းကောင်းလုပ်နိုင်စွမ်းရှိလား sales နဲ့ marketing ကမတူသေးဘူးเนาะပြီးရင် business advisory ပေါ့ business advisory ဆိုတာကတကယ် business တွေမှာဖြစ်နေတဲ့ challenge တွေကိုကိုက advice လုပ်ပြီးတော့ overcome ဖြစ်နိုင်အောင်ဒါမှမဟုတ်ပို့ပြီးတော့ more growth ဖြစ်အောင်လုပ်ပေးနိုင်တဲ့ skills တွေရှိရဆိုလို့ရှိရင်ဒီ skills တွေက knowledge plus income ဆိုတဲ့နှစ်မျိုးစလုံးကိုcreate လုပ်ပေးနိုင်တယ်ကိုနောက်ကိုလည်းငွေဝင်လာအောင်ငွေတွေ follow လုပ်လာအောင်စွမ်းဆောင်ပေးနိုင်စွမ်းရှိရပေါ့နံပါတ်3ကကြတော့တချို့လူတွေကကြတော့ဘယ်လိုထင်လဲဆိုပညာတွေတက်ပြီးတော့မှပတ်စံရှာဖို့အလုပ်ရှာဖို့လိုမယ်လို့ထင်တယ်ပေါ့နော်ကျမရဲ့အတွေ့အကြုံရဒါမှမဟုတ်ကျမရဲ့အမြင်အရပြောရမယ်ဆိုရင်တကယ်ကနှစ်ခုစလုံးကိုတစ်ပြိုင်နက်တည်းရှာဖို့လိုအပ်တယ်ဥပမာစာသင်နေတဲ့အချိန်မှာ summer time မှာကိုက part time အလုပ်လေးတွေ waiter ဝင်လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုပြီးသွားတဲ့အတန်းကို guide လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်စတိုးဆိုင်မှာcashier လေးဝင်လုပ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုး part time အလုပ်တွေကိုဝင်လုပ်တင်တယ်လို့ကိုကတော့အကြံဉာဏ်ပေးခြင်းနဲ့ even ပေါ့နော်ကိုပြီးသွားတဲ့အတန်းကို guide လုပ်တဲ့လူဆိုရင်တော့မှကို guide လုပ်တဲ့ကျောင်းသားကိုဘယ်လို train မလဲပြီးရင်ကိုရဲ့study time နဲ့ဒီ guide လုပ်တဲ့အတန်းရဲ့အချိန်ကိုဘယ်လို time management လုပ်မလဲတန်းတင်လို့ရအောင်လေပြန်ပြီးစာတွေကိုလည်းဖတ်မှတ်လေးလာသေးတာဖြစ်တဲ့အတွက် time management ဟာအရန်အရေးကြီးသွားပြီတော့เนาะအဲ့တော့အဲ့ဒါတွေကကိုယ့်ရဲ့ skills ကို indirectly train ခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပညာသင်ရင်းနဲ့
အလုပ်ကိုတစ်ဖက်ကလုပ်တဲ့နဲ့အဲ့ဒီအချိန်မှာ income ဟာထင်တယ်လို့ follow လုပ်မှာမဟုတ်ဘူးဒါပေမဲ့ဒီကရလိုက်တဲ့ skills တွေကကို market ထဲကိုဝင်ဖို့အတွက် directly indirectly polish လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့ income ကို create လုပ်တဲ့အခါမှာ knowledge plus income ကိုတစ်ခါတည်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပညာရှာရင်းနဲ့တစ်ဖက်ကလည်း income ကိုရှာတဲ့နယ်လို့အကြံဉာဏ်ပေးခြင်းဖြစ်တယ်ဒါကတော့တယောက်နဲ့တယောက်တူမှာမဟုတ်ပေါ့နော်ဘယ်လို income create လုပ်ရမလဲဆိုတာတော့ကိုရှောက်နေတဲ့လမ်းပေါ်မှာမူတည်တယ်ပေါ့နော်ပညာပြည့်စုံတော့မှအလုပ်ရှာမယ်ဆိုတာမျိုးအဲ့ဒါမျိုးတွေကို make လိုက်ပြီးတော့ပညာရှာရင်းနဲ့ငါ income ကိုတစ်ဖက်တစ်လမ်းကဘယ်လို create လုပ်လို့ရမလဲဆိုတာကိုစဉ်းစားသင့်တယ်ပေါ့နော်ဝင်ငွေရှာတဲ့နေရာမှာပတ်စံကြီးပဲရနေလို့မဖြစ်ဘူး knowledge or skills plus income ကို income ရနေမှာဖြစ်မယ်နောက်တစ်ဆင့်အနေနဲ့လည်း marketable skills ကိုကဘလို့ထပ်ဖြည့်နေရမလဲဆိုတာကိုလည်းစဉ်းစားရမယ် continuous learning လည်းလုပ်ရမယ်ပေါ့နော်အဲ့လိုစဉ်းစားနေမှသာလျှင်ကိုကပညာကိုဆက်ရှာကိုယ့်ရဲ့ skills ကိုလည်း upgrade လုပ်ရင်းနဲ့ကိုယ့်ရဲ့ဝင်ငွေကလည်းဆက်ပြီးမြင့်လာမှာဖြစ်တယ်ပေါ့အဲ့တော့ဒီနေ့ vlog လေးကတစုံတရာအကျိုးရှိလိမ့်မယ်လို့ယူဆပါတယ်ကိုယ့်ရဲ့အတွေ့အကြုံလေးရှိရင်လည်း comments မှာ share သွားလို့ရပါတယ် like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ် let's grow together ပါရှင်